ငါးတန်မြာပေါင်းကျွန်တော်တို့နည်းနည်းအဆက်ကတော့နည်းနည်းလေးပြင်းနေတယ်ဒီနေ့အလို့စောစောပိုင်းတာနဲ့ပဲဒါမှမထုသွားပြီးတော့မှပင်လေကားတဲ့နှစ်ကောင်ရလာတယ်အဲ့ဒါကိုကျွန်တော်ငါးတန်မြာပေါင်းပြီးတော့မှဘီယာနဲ့မြည်မယ်ဗျာအားလုံးပဲမင်္ဂလာပါခုနကကျွန်တော်မထုကဝယ်လာတဲ့ပင်လေကတ်တဲ့ပေါ့နော်အဲ့ကောင်ငါးတန်မြာပေါင်းတော့ဒီညကတော့ထမင်းမစားတော့ဘူးဘီယာတောက်မယ်ဒါကတော့ခီးလေးပြုတ်တာဒါကဘဲသားပေါင်းနည်းနည်းစားကြတာနဲ့ဘဲသားပေါင်းလေးဝယ်ဘဲသားကိုပေါင်းစားကြပါဦးကျွန်တော်တို့နည်းနည်းအဆက်ကတော့နည်းနည်းလေးပြင်းနေတယ်ကောင်းပါဒါတော့ဖြူလူချင်းလေးနဲ့ခုလည်းကောင်းငါးတန်မြာပေါင်းရဲ့ဘဲသားရဲ့ခရုရဲ့ဘီယာရဲ့ဘာတွေဖြစ်ကုန်လဲတော့မသိဘူး Discord တွေဖြစ်ကုန်လားတော့မသိဘူးဘီယာကောင်းတယ်ဗျာပင်လေကားတဲ့တော်တော်စားကုန်အသားကိုမားနေရဟောဒီမှာလည်းဈေးကြီးငါးရီဒီမှာတော့နှစ်ကောင်ပေါင်းတာဒါလည်းနည်းနည်းသေးတယ်ကောင်းတော့ကြီးမြန်မာပြည်မှာဘီယာတောက်တဲ့မူလေးရတာဗျာ Yes Cheer ဒီလိုမျိုးအရသာရှိမတော့ရတာမစားရတာကြာပြီဗျဒီနေ့မှလောက်ကစောစောသိမ်းလိုက်တော့စိတ်ကူးပေါက်ပြီးတော့မထုလဲတာပင်လေကတ်တဲ့ငါတွေ့တာတော့ဝယ်ချလာလိုက်တာဟုတ်ရှယ်ကြောက်တဲ့စိန်ရှိစားချင်တာတွေကိုယ့်ဘက်ကိုလှုပ်စားတယ်ဒီဘီယာဘာဘီယာလဲတော့မသိဘူးတစိမ့်တောင်မှသေးချာမဖတ်ဘူးတောက်လို့ကောင်းမယ်ထင်ဝယ်ချတာအယောင်လေးကြည့်မစိုးတောက်လို့ကောင်းတယ်စားကြပါဦးဗျဘယ်သား
ခယူတွေနဲ့ငါးတွေနဲ့ဘဲသားတွေနဲ့ဘိုက်တဲ့တော့အကုန်လုံး describe ကြီးတွေဖြစ်ကုန်တော့မှာတချမ်းတော့ကုန်ပဲနောက်တချမ်းဆွဲလိုက်မယ် 3, 2, 1. ချမ်းတော့ကောင်းတာစားကြပါဦးကောင်းမှာကောင်းကဲနောက်တော့ကောင်းထပ်ကြည့်မှာချီရပဲတယောက်တည်းဆိုတော့လေကိုပြိတ္တနဲ့ပဲကိုချီရတိုက်ရတာပါဗျာကဲဒီခါတော့ဘဲသားလေးစားလိုက်အောင်တော်ရတာရှိရဲ့ဘဲသားလေးဒီရေကုန်လေးဆိုလို့ရှိရင်စိတ်ညာဟုတ်မယ်တချမ်းကုန်ပါပဲနောက်တချမ်းထပ်ကြည့်မယ်ဘီယာလည်းကောင်းမှကောင်းတယ်တောက်လို့တော့ဗျာဘီယာနှစ်ကွက်တော့မယူမူးရှင်လိုက်လူကလူကတားနေ What? ဘဲသားလည်းကောင်းတာပဲတစ်မျိုးတစ်ခုချီရပဲ
bye bye နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဗျာ